TikTok ဗီဒီယိုမှာနာမည်ကြီးနေတဲ့တာချီလီကကော်ဖီဆိုင်လေးကိုရောက်ဖြစ်ခဲ့ဟာတာဗီဒီယိုလေးတွေတက်လာတိုင်းရန်ကုန်ကထင်နေတာဘယ်ဟုတ်မလဲတာချီလီကဖြစ်နေအဲ့ဒါလေးရှာပြီးတော့သွားခဲ့ပါတယ်ဆိုင်လေးကနာမည်လေးအတိုင်းပဲဖြူရောင်လေးပါ decoration လုပ်တာလေးရလေတက်တက်ရရလေးနဲ့ချစ်စရာကောင်းပါတယ်ကော်ဖီဆိုင်လေးဆိုရင်သူကကိုရီးယားစားလေးတွေပါတွဲပြီးတော့ရောက်ပေးတာပါမီနူးလေးတွေကလည်းတော်တော်ဆုံဆုံလေးနဲ့ဈေးနှုန်းကလည်းတင့်နဲ့မှာပါပါတယ်ကော်ဖီတွေ drink တွေပြင်ကိုမှကိုရီးယားစားလေးတွေကလည်းတော်တော်လေးကိုမှစားကောင်းပါတယ်ယူထားတဲ့ဈေးနှုန်းလေးနဲ့ပါဝင်တဲ့ပိုရှင်လေးကတော်တော်လေးကိုမှတန်ပါတယ်ဂျာတိဥရုအေးလေးနဲ့အရန်ကိုမှစားကောင်းခဲ့ပါတယ်ဒါရှိလိုက်မှရှိနေတဲ့အချိန်တွင်မှနောက်တစ်ချိန်သွားစားခဲ့ပါသေးတယ်ဆိုင်ရဲ့ kitchen ကအနေငယ်တေးလို့လာတော့မသေးဘူးပေါ့နော်။ order တွေအများကြီးချလာရင်တော့အနေငယ်လေးစောင့်ဆိုင်ရပါလိမ့်မယ်။တငယ်ချင်းတို့လည်းတာချီလေးကိုရောက်လို့ရှိရင်ဒီဆိုင်လေးမှာသွားစား recommend ပေးပါရနော်။ KB လေးလက်ခံတဲ့အတွက်ကြောင့်မလို့ဘတ်မပါသွားရင်လည်းစိတ်မပူပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်နေကြမယ်နော်။တတား